လုံးပဲမင်္ဂလာပါရှင်။တာယာပျော်ရွှင်တဲ့နေ့ရဲ့ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျွန်မကတော့ကျွန်မကိုယ်တိုင်ကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေအလှပရေးရနဲ့အခြားသောဗဟုသုတဖြစ်ဖို့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့သူဖြစ်ပါတယ်။အခုကတော့ကျွန်မဆရာကြီးဖေမင်းရဲ့နှလုံးသားအာဟာရရာသစာများစာအုပ်ထဲကအခုအပိုင်း3လေးပေါ့နော်ဆက်ပြီးတော့ဖတ်ပါဖြစ်ပါတယ်။နားဆင်ပြပါဦးရှင်။ဖြစ်အောင်လှုပ်စမ်းပါ1958ခုနှစ်ခန့်ကယ်လီဖိုးနီးယားတွင်10နှစ်ရွယ်ကောင်လေးတစ်ယောက်ရေမှန်းချက်ပန်းနိုင်တစ်ခုချသည်အဲ့ဒီအချိန်ကအမေရိကန်ကျေးစားဘောလုံး rap ကပီဘောလောကတွင်ဂျင်ဘရောင်းသည်အကျော်ကြားဆုံးနောက်တန်းအလယ်လူဖြစ်သည်ပိန်တာရိုးကောင်လေးကသူ့အော်တိုလက်မှတ်လိုချင်သည်ဒီမှန်းချက်အောင်မြင်ရေးအတွက်ကောင်လေးမှာကြော်လွှားရမည့်အခက်အခဲတချို့ရှိနေသည်သူသည်လူမဲစင်းရဲသားရက်ွက်တွင်ကြီးပြင်းရသူဖြစ်သည်သူခမဘယ်တော့မှဘဝလင်းလင်းမစားရအာဟာရချိုးတက်မှုကြောင့်အယိုးပျော်ယောဂရနေသည်အယိုးပေါ်အရေးတင်သည့်သူ့ခြေထောက်ခွင်ခွင်လေးကိုတမဏိထိန်တံများဖြင့်ကြားကန်ပေးထားရသည်လောလောဆယ်လဲပတ်စံမရှိသဖြင့်ဘောပွဲဝင်ကြည့်ရန်လက်မှတ်မဝယ်နိုင်ထို့ကြောင့်ဂျင်မီဘရောင်းကစားပြီး၍ပြန်တက်လာသည့်အချိန်တွေ့ဆုံရန်အဝတ်လဲကန်းနာကစိတ်ရှည်လက်ရှည်စောင့်မျှော်နေရသည်ဂျင်ဘရောင်းနှင့်တွေ့တော့အော်တိုရေးပေးရန်ရင်ကြည်ကြည်တောင်းခံသည်ဘရောင်းလက်မှတ်ထိုးနေသည့်အချိန်ကောင်လေးကပြောပြသည်မစ္စတာဘရောင်းခမည်းဘုံကိုကျွန်တော်အခန်းထဲမှာချိန်ထားတယ်ဗျစံချိန်တွေအားလုံးခမည်းချိုးတာကျွန်တော်သိရဲ့ခမည်းကကျွန်တော်ကြီးညိုလေးစားဆုံးပုဂ္ဂိုလ်ဗျဘရောင်းပြုံး၍နားထောင်ပြီးတောရန်ပြင်သည်သို့တော့ကောင်လေးကမပြီးသေးကျွန်တော်တနေ့ကျရင်မစ္စတာဘရောင်းတင်ထားတဲ့စံချိန်တွေအားလုံးကိုချိုးမယ်ဗျသူကရဲရဲဝံ့ဝံ့ကြေညာသည်ဘရောင်းဖြုံသွားသည်တားနာမည်ဘယ်လိုခေါ်လဲကွသူမေးလိုက်မိသည် Oriental James ပါတငယ်ချင်းတွေကတော့ OJ လို့အတူကောက်ခေါ်ကြပါတယ်ကောင်လေးကပြန်ဖြေသည်နောက်ပိုင်းတွင်မူ OJ စမစင်ဆိုတော့ထိုအယိုးပြောနေကောင်လေးသည်ထိုးကျွန်ထင်ရှားသောဘောလုံးသမားတူတကယ်ဖြစ်လာခဲ့သည်ထိခိုက်ဒဏ်ရာကြောင့်ဘောလုံးလောကမှစောစီးစွာနှုတ်ထွက်ခဲ့ရသည့်အချိန်၌ဂျင်ဘရောင်းတင်ခဲ့သည့်စံချိန်များအနှင့်၃ခုမှအပကြံအားလုံးကိုသူချိုးနိုင်ခဲ့သည်လူတစ်ယောက်ကိုထက်တန်တက်ကြွအောင်နှိုးဆွပေးသည့်နေရာ၌ရီမန်းချက်ပန်းတိုင်ချမှတ်ခြင်းလောက်အင်အားပြင်းထန်သောအရာမရှိပါထို့ကြောင့်ပန်းတိုင်ခိုင်ခိုင်ချပါပြီးလျင်အဲ့ဒီအတိုင်းတကယ်ဖြစ်အောင်စွမ်းဆောင်ပါဒါလေးကတော့ဆရာကြီးဖေမြင့်နှလုံးသားအာဟာရရသစာများစာအုပ်ထဲကမှအပိုင်း3လေးဖြစ်ပါတယ်ဒီစာတဲကအကြောင်းအရာလေးတွေကိုနားဆင်ပြီးသွားရင်လည်းမိမိတို့ဘဝအတွက်မိမိတို့တက်လန်းမဲ့ဒီရည်မှန်းချက်တွေအတွက်ကိုတစ်ခုခုအကျိုးရှိသွားမယ်အသိပညာလေးတစ်ခုခုရသွားမယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဆက်ပြီးတော့ဖတ်ရှုပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စောင့်မျှော်နားဆင်ပြီးကြပါအောင်ရှင်တာယာပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်